အားမင်္ဂလာပါ something အားပြန်ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပြမယ့် cookie လေးကတော့ matcha levan cookie လေးဖြစ်ပါတယ်ရှင် cookie လုပ်ဖို့ပထမဆုံးထောပတ်ထည့်ပါမယ်ပြီးရင်တကြားဖြူထည့်ပါမယ်တကြားညိုထည့်ပါမယ်တကြားတွေထည့်ပြီးတော့ရှင်ရင်အဲ့ဒါတွေအကုန်လုံးကိုရောနေအောင်လို့မှွေလိုက်ပါတမဝါပြီဆိုလို့ရှိရင်ကြုတ်တစ်လုံးထည့်ပြီးမှွေပေးပါဂျုံမုတ်ထည့်ပြီးတော့မှွေပါမယ်matcha မုန့်နဲ့ရောပါမယ်ချောကလက်ချစ်တွေထည့်မယ် white chocolate chips တွေထည့်ပါမယ်ထည့်ထားတာတွေအကုန်သမအောင်ရောမှွေပါ120 gram လုံးလုံးပြီးတော့ဘူးတစ်ခုထဲမှာထည့်ထားပါရေခဲတစ်တာထဲမှာတနင်္လာရီလောက်အခဲခန့်ထားပြီးတော့ပြန်ထုတ်လိုက်ပါအပူချိန်190 C နဲ့14-15မိနစ်လောက်အဘယ်နဲ့ထည့်ပေးပါအခုဆိုရင်တော့ levan cookie အကြီးရောက်သွားပါပြီနောက်လည်းဒီလို baking tips တွေပြပြပေးသွားမှာမလို့ something urban page ကို follow လုပ်ပေးထားကြပါနော်